ရှေးဟောင်းတရုတ်ပြည်ရဲ့မြို့ငယ်လေးတစ်မြို့မှာလင်းရွံဆိုတဲ့လူငယ်တစ်ယောက်ရှိခဲ့တယ်။သူဟာစူးစမ်းပေမဲ့အမြဲပြက်ကွက်နေတတ်တယ်။စာမွေးပွဲမှာလည်းကြာရှုံး။အလုပ်ရှာလည်းမရ။ငွေရှာလည်းအမြဲရှုံး။လင်းရွံကတနေ့မှမေးတယ်။ဘာလို့လူတချို့ကအမြဲကန်ကောင်းပြီးငါကတော့အမြဲကန်မကောင်းတာလဲ။တညမိုးရွာနေတဲ့အချိန်မြို့အပြင်ဘက်ရှိဖျားဟောင်းတစ်ခုထဲမှာအိုမင်းနဲ့မုန်းချင်စရာမျက်နှာနဲ့အဖိုးတစ်ယောက်ကိုတွေ့လိုက်တယ်။အဖိုးကလင်းရွံကိုမေးတယ်။မင်းကန်ကောင်းချင်လား။လင်းရွံမတွေးပဲခေါင်းညှိလိုက်တယ်။အဖိုးကအဝါရောင်စာရွက်တစ်ရွက်ပေးပြီးပြောတယ်။ဒီစာရွက်ကိုမင်းကန်ကောင်းတဲ့သူနာမှာတိတ်တိတ်ကတ်ထား။သူ့ရဲ့ကန်ကောင်းခြင်းတစ်စိတ်တစ်ပိုင်းမင်းစီပြောင်းလာလိမ့်မယ်။လင်းရွံမယုံပေမဲ့စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။နောက်နေ့မြို့ထဲကအောင်မြင်တဲ့ကုန်သည်တယောက်ရဲ့အိမ်မှာစာရွက်ကိုကတ်လိုက်တယ်။တပတ်အကြာကုန်သည်ရဲ့လုပ်ငန်းကအရှုံးဝင်လာပြီးလင်းရွံကတော့မမျှော်လင့်ပဲအလုပ်ကောင်းတစ်ခုရသွားတဲ့လင်းရွံစိတ်ထဲမှာတစ်ခုခုနားလဲသွားတယ်။ဒါတကယ်အလုပ်လုပ်တယ်။နောက်ပိုင်းမှာလင်းရွံကစာမေးပွဲအောင်တဲ့ចောင်းသားငွေကြေးချမ်းသာတဲ့မိန်းကလေးအာနာရှိတဲ့အရာရှိသူတို့ရဲ့ကံကိုတိတ်တိတ်လေးယူလာတယ်။သူ့ဘဝကတဖြည်းဖြည်းပြောင်းလဲလာတဲ့အိမ်ကြီးငွေများအောင်မြင်မှုအားလုံးရလာတယ်။ဒါပေမဲ့တနေ့လင်းရွံကသူ့အိမ်ထဲမှာထိုင်နေတော့အခန်းထောက်မှာအရေးတစ်ခုလှုပ်ရှားနေတယ်။ကြည့်လိုက်တော့သူကတ်ခဲ့တဲ့စာရွက်တွေအားလုံးမီးလောင်သလိုအနက်ရောင်ဖြစ်နေတယ်။နောက်ကအတန်တစ်ခုကြားလိုက်တယ်။မင်းယူသမျှပြန်ပေးရမယ့်နေ့ရှိတယ်။လင်းရွံပြန်လှည့်ကြည့်လိုက်တော့မိုးညတုန်းကတွေ့ခဲ့တဲ့အဖိုးပဲဒါပေမဲ့အဖိုးရဲ့မျက်လုံးကအနက်ရောင်အလင်းတောက်နေတယ်နောက်နေ့မှစပြီးလင်းရွံအနားမှာရှိတဲ့လူတွေတယောက်ချင်းစီမတော်တဆဖြစ်လာကြတယ်ကံမကောင်းမှုတွေဆက်တိုက်ဖြစ်လာတယ်လင်းရွံနားလည်လာတယ်သူယူခဲ့တာကကံကောင်းခြင်းတင်မဟုတ်ဘူးသူယူခဲ့တာကသူများဘဝတွေကအကောင်းဆုံးအပိုင်းတွေပဲတက်ညမှာသူ့တကားကိုတယောက်ယောက်လာခောက်တယ်တကားဖွင့်လိုက်တော့သူကကံကိုယူခဲ့တဲ့လူတွေအားလုံးတိတ်တိတ်လေးရက်နေကြတယ်သူတို့ရဲ့မျက်နှာတွေမှာတစ်ခုပဲရှိတယ်ပြန်ယူဖို့